မတ်လေးစမ်းထားလိုက်မယ်နော်ပြီးရင်ကျတော့ဘယ်လက်ကလေးကိုဘယ်ဘက်မှာအသားလေးထိန်းတယ်ညာဘက်လက်ဖွားလေးကိုဖြန့်ပြီးတော့မှအနောက်ဘက်ကိုဖြည်းဖြည်းချင်းဆွဲယူသွားလိုက်အဲ့ဒီလက်ကလေကျတော့အမြင့်ကိုရှာတအားကြီးမြင့်လိုက်လို့ရှိရင်လည်းပခုံးရဲ့အပေါ်အရန်ရောက်ရင်လည်းမထိဘူးတအားနှိမ်သွားရင်လည်း shoulder ရဲ့အောက်နာမှာခံစားကြည့်လိုက်ယော့သွားတယ်အဲ့ဆိုတော့ပခုံးနဲ့တဒန်းနဲ့လောက်မှာအနောက်ကိုမြများသွားရှူထုတ်ရင်လက်ကလေးကိုဘယ်ဘက်လက်စီကိုဆွဲယူလာတယ်ခေါင်းလေးငုံပြီးတော့ကြောလေးကိုခုံလိုက်တယ်နောက်ထပ်နှစ်ခေါက်ထပ်သွားမယ်နော်လေးရှူမယ်အနောက်ဘက်ထိဆွဲဖွက်ရှူထုတ်မယ်အရှိကိုပြန်လာပြီးတော့ဘယ်ဘက်လက်စီလေးစီကိုတွားအဲ့မှာကျတော့ညာဘက်အနောက်ကြောကိုအာယုံစိုက်ကြည့်လိုက်အဲ့ဒီညာဘက်အနောက်ကြောကိုနည်းနည်းလေးခုံလေးလုပ်ပြီးတော့မှဆွဲတင်ထားတဲ့ပုံစံနောက်ဆုံးတစ်ခေါက်လေးရှူတယ်ဖွင့်တယ်ရှူထုတ်မယ်အောက်ဘက်ကိုပြန်လာတယ်ဟုတ်ပြီဒီကနေဆက်ဝိုင်းပုံလေးဝိုင်းရအောင်နော်လက်ကလေးကိုအောက်ကနေပလက်လန်လိုက်လက်ဖွားလေးကိုလေပလက်လန်ပြီးတော့အနောက်ဘက်ကနေများလေးဆွဲဝိုက်သွားရှူထုတ်ရင်လက်မောင်းနှစ်ရွက်ကပ်ပြီးတော့ကျတို့အောက်ဘက်ကိုပြန်ဆွဲချခန္ဓာကိုယ်လေးပါနည်းနည်းလိုက်သွားလိုက်နော်အောက်ဘက်ဆွဲချတဲ့အချိန်မှာနောက်ထပ်နှစ်ခေါက်လက်လေးပလက်လန်အနောက်ထိဝိုက်ရှူထုတ်မယ်အောက်ဘက်ကိုပြန်လာလက်တင်မကောက်ဘူးညာဘက်ခါဘေးတစ်ချမ်းလုံးကိုလက်အောင်တင်းအောင်လက်ရှူမယ်အနောက်ကနေလက်ထုတ်မယ်အရှိဘက်ကိုပြန်ဝိုက်ချဟုတ်ပြီစမ်းကျင်ဘက်လေးပြန်တွားရအောင်နော်ဒီကညာလက်လေးထောက်ဘယ်လက်လေးဆက်ခုနလိုပဲအနောက်ဘက်ကိုဆွဲဖွင့်သွားလက်အမြင့်လေးကိုနေရာရှာနော်မှန်ရှူထုတ်မယ်ဘယ်လက်လေးအောက်ဘက်ကိုပြန်လာခေါင်းလေးငုတ်ကြောရိုးလေးကြောခါပီးလေးတင်းနေအောင်ကြောရဲ့အနောက်ဘက်ပေါ့နော်ဘယ်ဘက်အနောက်ဘက်နားလေးမှာနောက်ထပ်နှစ်ခေါက်လေးရှူမယ်ပြန်ဖွင့်ရှူထုတ်မယ်အောက်ကိုပြန်လာခေါင်းလေးငုတ်ရမှာနော်နောက်ဆုံးတစ်ခေါက်လေးရှူမယ်ရှူထုတ်မယ်ပြန်လာโอเคရပြီဆိုရင်လက်ဖွားလေးပလက်လန်ထားတဲ့အတိုင်းအောက်ကနေဝိုက်ပြီးတော့အပေါ်ကိုဆွဲတက်လက်မောင်းနှစ်ရွက်ကပ်ပြီးတော့အောက်ကိုပြန်ဝိုက်ချဟုတ်ပြီနောက်ထပ်နှစ်ခေါက်လောက်ဆက်သွားမယ်နော်ရက်နားစရာမလိုလက်မောင်းနှစ်ရွက်ကပ်ရှူထုတ်ရနဲ့အရှိဘက်ကိုပြန်ဝိုက်ခန္ဓာကိုယ်လေးတွေပါလှုပ်ရှားပြီးတော့သွားတယ်ဘယ်ဘက်နောက်ဆုံးတစ်ခေါက်ဝိုက်တယ်ရှူထုတ်ပြီးတော့ပြန်ဝိုက်ချဟုတ်ပြီဒီကဘယ်လက်လေးကိုပြန်ထိန်းထားရအောင်နော်ညာလက်လေးကိုအနောက်ကနေဝိုက်ပြီးတော့စမ်းထုတ်ခေါင်းထက်ကိုလေကိုရှေးရှူထုတ်ရင်ဘယ်ဘက်တောင်းအဝေးကိုလက်ဖွားကိုသွားဖိထားညာတင်မမလွတ်စေနဲ့တင်မဖိထားတဲ့အတိုင်းလက်ကိုအဝေးသွားဖိပြီးရင်ကြောလေးကိုအနောက်ကိုနည်းနည်းလေးထပ်ဆွဲပေးလိုက်ကြောပြင်အနောက်ဘက်ချမ်းနေတင်းတော့ပြန်သိမ်းလာမယ်နောက်ထပ်တစ်ဖက်ညာလက်လေးဘေးမှာထဲဘယ်လက်အနောက်ကနေဝိုက်လေကိုရှေးရှူအပေါ်ဆက်ရှူထုတ်ညာဘက်ထောင်းဝေးကိုသွားပြီးတော့လက်ဖွာဖိထားခေါင်းလေးငုတ်ကြောလေးတွေအနောက်ကိုနည်းနည်းဆွဲ3 2 1ပြန်သိမ်းလာမယ်ဟုတ်ပြီဒီခါခေါင်းလေးဝိုက်အောင်နော်လက်လေးနှစ်ဖက်ဒူးကောင်းပေါ်တင်ခေါင်းလေးပေါ်မော့လေးရှူမယ်ရှူထုတ်ဝိုက်မယ်ဆက်ဝိုင်းပုံစံလေးဘယ်ဘက်ကနေစ1 2 3 4 5 6စမ်းကျင်ဘက်လေးကနေပြန်ဝိုင်းမယ်1 2 3 4 5 6 okay ဥကောင်းလေးမူလအတိုင်းပြန်လာရအောင်လက်ကဝက်လေးလဲမယ်နော်ရှစ်ခေါက်လောက်1 2 3 4 5 6
ခွန်ရှစ်စန့်ကျင်ဘက်လေးပြန်သွားရအောင်တစ်နှစ်တုံးလေးငါး6ခွန်ရှစ်လက်ဆယ်ချောင်းရှက်လက်ချောင်းလေးတွေကော်ထားမယ်ဒီကနေလက်တန်းလေးအောက်ကနေပြန်လက်ဆန့်ကျင်ဘက်ကိုလမ်းလက်ဖွာလက်ဖနောက်လေးဖိချကြောရိုးလေးအနောက်ကိုနည်းနည်းလေးဆွဲပြီးတော့မှလက်ကောက်ဝက်လေးတင်းနေအောင်ဖိထားမယ်ဒီကနေလက်လေးပြောင်းပြန်လမ်းခေါင်းထက်ဆက်လေးကိုရှေးရှူထုတ်ရင်တင်းနေရဒီဆက်ဖြုတ်ချပြီးလက်လေးပဲညာနောက်တစ်ခေါက်လေးကိုရှေးရှူထုတ်ဘယ်ဘက်ကိုစောင်းချညာဘက်ခါပေးလေးတင်းနေရဒီအလဲကိုပြန်လာမယ်လေးကိုရှေးရှူထုတ်ညာဘက်ကိုစောင်းချမယ်ဘယ်ဘက်ခါပေးလေးတင်းနေတဲ့ဒီအလဲကိုပြန်လာမယ်လေးရှူမယ်ရှူထုတ်ရင်ညာဘက်ကို twist မျက်လုံးလေးအနောက်ဘက်ကိုလမ်းကြည့်ဒီအလဲကိုပြန်လာမယ်လက်လေးပြန်ဆက်ရှူမယ်ထုတ်ရင်ညာဘက်ကို twist မျက်လုံးလေးနောက်ဘက်ကိုလမ်းကြည့်နောက်ပြီးရှေ့ကိုပြန်တည့်အောင်ခင်ရပြီ block တုံးလေးယူလိုက်အောင်နော်ယူပြီးရင် block တုံးလေးကိုဒီလိုနှစ်သုံးဆင့်ပြီးတော့မှအနောက်နားလေးမှာထားဖြာရဲ့အရှိအရန်မတွားနဲ့နော်ထားပြီးရင်ကျွန်တော်တို့ဘယ်ဒူးကောင်းကို block တုံးရဲ့အလယ်လောက်နားမှာထောက်လိုက်ဘယ်ဒူးကောင်းကို block တုံးရဲ့အလယ်လောက်နားမှာထောက်လိုက်ထောက်ထားရင်နော်တဆင်းညီလိုက်လုံးနော်မလောက်တတ်မှာဆိုလို့ပြီးရင်ခြေပြားလေးကိုကြတော့ဖြာလေးမှာအသာလေးထိထားပဲခြေပြားလေးကိုနော်ပြီးရင်လက်ကိုနေရာရှာမယ်လက်နှစ်ဖက်ကဒူးနှစ်ဖက်ကိုနည်းနည်းလေးဟိုပါလေညာဒူးကိုအရင်မဝေးထားနဲ့ညာဒူးကို block တုံးနာကိုနည်းနည်းကတ်ထားပြီးရင်ကျတော့အဲ့ဒူးကောင်းနှစ်ဖက်ကိုစင်တာထားပြီးတော့လက်နှစ်ဖက်ကိုချိန်လိုက်လက်နှစ်ဖက်ကိုထောက်လိုက်လက်နှစ်ဖက်ကိုနေရာယူလိုက်ဒူးနှစ်ဖက်ကိုစင်တာထားဒူးနှစ်ဖက်ကလက်နှစ်ဖက်ရဲ့အလယ်လမ်းကြောင်းလေးမှာရှိနေရမယ်လက်နှစ်ဖက်ကိုထောက်လက်ချောင်းလေးတွေချဲပြီးထောက်မယ်နော်ပခုံးအောက်တက်မှာလက်ရှိရမယ်ကဲရပြီဆိုရင်ကျွန်တော်ညာဒူးလေးကိုဘယ်ဒူးနဲ့ level တန်းနဲ့ဖြစ်အောင်မထားတယ်ဘယ်ခြေချထားလဲရတယ်လွတ်ထားလဲရတယ်နည်းနည်းကြိုက်တယ်လို့လုပ်နော်ရတယ်ခြေပြားလေးထိထားလဲရတယ်ဘယ်ခြေကိုညာခြေကကြတော့အကုန်လွတ်ထားရပြီဆိုရင်ကျွန်တော်ညာခြေဦးကိုအနောက်ကိုနည်းနည်းကုတ်ထားနော်ကဲညာဒူးကောင်းလေးကို block တုံးရဲ့အောက်နာကိုဖြည်းဖြည်းချင်းဆွဲချထိစရာမလိုနိုင်တဲ့လောက်ပဲဆွဲချပြီးရင်ပြန်ဆွဲတင်လာမယ်ညာဘက်တင်ပါ join ကိုလေ့ကျင့်နေတာအောက်ကိုနှိမ့်နေဖြည်းဖြည်းချင်းတင်ပါလေးနှိမ့်သွားတယ်ပြန်ဆွဲတက်လာတယ်ပြန်နှိမ့်မယ်အောက်ဘက်ကိုဖြည်းဖြည်းချင်းပြန်ဆွဲတက်လာတယ်ကျတို့ဘယ်ဘက်ပေါင်အရင်ဘယ်ဘက်တင်ပါအနောက်နားလေးမှာအားလေးတွေနည်းနည်းလေးရောက်လာလိမ့်မယ်နော်ပြန်ဆွဲတင်မယ်အောက်ကိုပြန်ဆင်းတယ်ပြန်ဆွဲတင်တယ်နည်းနည်းလေးပဲ movement လေးကလေအများကြီးတွားစရာမလိုဘူးမကြီးညာဒူးလေးကိုအောက်ကိုဆွဲတယ်ပြန်တက်တဲ့ချိန်မှာဘယ်ပေါင်ရင်းနဲ့ဘယ်ပေါင်အားလေးတွေကိုသုံးပြီးတော့ဒူးလေးကိုအသာလေးပြန်ဆွဲတင်လိုက်တာကဲနောက်ဆုံးတစ်ခါအောက်ကိုပြန်ဆင်းတယ်ပြန်ဆွဲတင်တယ်ဒီကညာခြေလေးအနောက်ကိုဆန့်ထုတ်လေးရှူထုတ်ရင်ညာဒူးကွေးပြီးညာတောင်လေးကိုလာထိမျက်လုံးအောက်ကိုပဲကြည့်ခန္ဓာကိုယ်အရှိကိုမယိမ်းဝါနဲ့မယိမ်းဝါပဲနဲ့ကျတော့ကြောရိုးလေးကိုခုံးဝအောင်တွန်းလိုက်ဘိုက်ကိုညှစ်ပြီးတော့လာထိနောက်ထပ်နှစ်ခေါက်ရှူမယ်ညာခြေနောက်ကိုပြန်ဆက်ထုတ်မယ်ညာဒူးကွေးပြီးတော့မှလက်မောင်းကိုထိအရှိကိုမယိမ်းဝါနဲ့နော်အရှိကိုမယိမ်းဝါနဲ့နော်ပခုံးကိုတွန်းထားမမေ့ဖြူထက်လာနောက်ဆုံးတစ်ခေါက်ရှူမယ်ညာခြေအနောက်ကိုပြန်ဆက်ထုတ်မယ်ဒူးလေးကွေးပြီးတော့ပြန်လာထိကြဆူလင်ဟုတ်ပြီခန္ဓာကိုယ်အရှိမယိမ်းဝါနဲ့ကြကျိုးအပေါ်တတဲ့ကိုပဲတွန်းပြီးဘိုက်ကိုညစ်ဟုတ်ပြီရပြီဖြည်းဖြည်းချင်းပြန်ချပြီးတော့လက်ကောက်ဝဲလေးခဏလေးပြန်လှည့်ပြီးဖြီးအောင်နော်တွင်နဲ့ကိုပြန်လှည့်1 2 3တစ်ချက်လောက်ကြည့်လိုက်နော်လှည့်ရင်နဲ့ကြည့်လိုက်ဘာလို့ခန္ဓာကိုယ်အရှိကိုမယိမ်းခိုင်းလဲဆိုရင်အရှိကိုယိမ်းလိုက်ရင်
ဘိုက်မှာညက်အားမဝင်တော့ဘူးလက်အားတော့ဝင်ကောင်းဝင်လိမ့်မယ်ကျန်ဘိုက်တွားချင်တဲ့အခါကျတော့အရှိကိုမရိမ့်မဲ့နဲ့ကြောကိုကြည့်နော်တွန်းပြီးတော့ဒီလိုကြောကိုခုံးပြီးတော့ဒီလိုမျိုးတွားမယ်ဒီလောက်ပဲမထိနိုင်ရင်မထိနဲ့ဒီလောက်ပဲနေမထိနိုင်မထိနဲ့ကြောကတွန်းထားတဲ့အနေထားအဲ့မှာဘိုက်ကြွက်တာတူသွားပြီးတော့ဘိုက်ကိုဆွဲညက်ထားမှာထိဖို့မစင်စားနဲ့ကျတို့ညစ်အားကိုပဲစဉ်းစားနော်ဒီလိုအရှိကိုရေးလိုက်ရင်ထိသွားလိမ့်မယ်ဒါပေမဲ့ဘိုက်မှာအားမဝင်တော့နောက်ထပ်တစ်ဖက်ချိန်ရညာဘက်မှာ block တုံးလေးကိုထားမယ်ညာဒူးကောင်းလေးကို block တုံးရဲ့အလယ်မှာတင်ပြီးရင်ဒူးကောင်းဘယ်ဒူးကောင်းလေးကို block တုံးတာနည်းနည်းကတ်ထားပြီးရင်အဲ့ဒူးကောင်းကို center ထားပြီးတော့လက်နှစ်ဖက်ကိုနေရာရှာလိုက်မယ်ဟုတ်ပြီပခုံးအောက်တက်မှာလက်ရှိရမယ်ကဲရပြီဆိုလို့ရှိရင်ခန်းစားကြည့်အောင်ဘယ်ခြေလေးအသားလေးလွတ်ထားနော်တင်ပါလေးတွေကိုဘယ်ဒူးကောင်းလေးကိုအောက်ကိုနှိမ့်ဆင်သွားမယ်မထိလဲဘာမှဖြစ်ဘူးထိမှလည်းမဟုတ်ဘူးဒီလားတအားထိလိုက်ပြီဆိုရင်ကျတို့တစ်ဖက်ကိုစောင်းသွားပြီတင်ပါတွေရော weight တွေရောမထိဘူးနော်ပြန်ဆွဲတင်တယ်ဟုတ်ပြီပြန်ဆင်းတယ်ပြန်ဆွဲတင်တယ်ဆွဲတင်တဲ့ချိန်မှာလည်းညာဒူးနဲ့တဒန်းနဲ့အထိဆွဲတင်ရပြီအောက်ကိုပြန်ဆင်းပြန်ဆွဲတင်တယ်နောက်ထပ်3ခေါက်အောက်ကိုပြန်ဆင်းပြန်ဆွဲတင်တယ်နောက်ထပ်2ခေါက်အောက်ကိုပြန်ဆင်းပြန်ဆွဲတင်တယ်နောက်ဆုံးတစ်ခေါက်အောက်ကိုပြန်ဆင်းပြန်ဆွဲတင်ပြီးဒီခါဘယ်ခြေလေးအနောက်ကိုဆန်ထုတ်လေးရှုပခုံးလေးသွန်းရှုထုတ်သူကွေးပြီးလက်မောင်းလေးကိုလာထိခုနအတိုင်းဘိုင်းညက်အောင်သုံးပခုံးလေးကိုသွန်းပခုံးလေးကိုအထက်ကိုတွန်းနောက်တစ်ခေါက်ရှုမယ်ဘယ်ခြေနောက်ရှုထုတ်အားထည့်ရမယ်အားထည့်ရင်ထဲတလောက်ဝင်တယ်အားလျှော့ထားရင်လည်းလျှော့တလောက်ညော့သွားတယ်ဒူးတောင်ထိရဲ့ချိန်မှာနောက်ဆုံးတစ်ခေါက်ဘယ်ခြေအနောက်ရှုထုတ်အရှိကိုလာထိညက်ထား3 2 1ဖြည်းချင်းပြန်ချโอเคလက်ကောက်ဝက်ကလေးတင်ရင်ခဏလဲပေးလိုက်နော်လက်လေးနည်းနည်းခါလို့လည်းရတယ်နောက်တစ်ခုကကြတော့ဒီမှာရှေ့ခြေတစ်လုံးဘယ်ခြေတစ်လုံးအရင်သွားမယ် minus ပုံစံလေးထားလို့ရရင်ဘယ်ခြေတစ်လုံးလေးကို minus ပုံစံထားလိုက်မရရင်တော့ခြေထောက်ကလေးကိုအတွင်းကိုနည်းနည်းလေးတအားမကွေးနဲ့နော်နည်းနည်းလေးတော့အတွင်းထဲကိုပို့လို့ရတယ်ဟုတ်ပြီရရင်တော့ minus ပုံစံထားပြီးရင်နောက်ကခြေထောက်ကို minus ပုံစံအရင်ထားနော်မမားစေနဲ့နော်ရပြီဆိုရင်နောက်ထပ်ခြေထောက်တစ်ချောင်းကိုပေါင်ကိုဘေးတက်ပေါင်ကိုတင်မရဲ့ဘေးတက်ကိုရအောင်ထားနောက်ခြေကပေါင်ကိုတင်ပါရဲ့ဘေးတက်ရရင်နော်ပြီးရင်အနောက်ကအဲ့ဒူးလေးကိုအများကြီးကွေးလိုက်များကွေးလိုက်နောက်ဒူးဟုတ်ပြီကွေးပြီးရင်ကျွန်တော် block တုံးကိုသွားထားမယ်ထားတဲ့ချိန်မှာဒီလိုအရှည်လိုက်ထားမယ်ဘယ်နေရာမှာထားမလဲဆိုရင်ခြေတစ်လုံးသားကိုအရင်မကတ်နဲ့ခြေတစ်လုံးသားကိုလက်တီနှလုံးစာလောက်ချဲပြီးတော့မှထားမယ်ရနော်โอเคရပြီဆိုရင်လက်လေးအရှိမထိမ့်ပြီးတော့ခန္ဓာကိုယ်အရှိကိုတတဲ့လေးပြန်မှတ်လိုက်ဟုတ်ပြီဒီကနေကျတော့နောက်ခြေလေးကိုဖြည်းဖြည်းချင်းမှပြီးတော့ block တုံးရဲ့တစ်ဖက်ကိုသွားထိအဲ့ဒီချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်အသက်နိုင်ဆုံးနည်းနည်းငြိမ်ထားမယ်အရှိကိုဒီလိုအရန်ကိုင်းမျိုးမှခြေထောက်ကိုမလိုက်တာမျိုးမလုပ်ဘူးဟုတ်ပြီစမ်းကြည့်အောင်ဖြည်းဖြည်းချင်းထိမ့်ပြီးတော့မမယ် block တုံးကိုကြော်ပြီးတော့တစ်ဖက်မှာထိမယ်မမြတ်မရှေ့အရန်ကိုင်းနဲ့ငြိမ်နေမမယ် block တုံးကိုကြော်ပြီးတော့တစ်ဖက်မှာထိမယ်ကဲအဲ့မှာတချို့လုံးဝမမနိုင်တဲ့သူပါကောင်းပါမယ်ဟဟလား block တုံးကိုတော်တော်တိုက်နေအဲ့ဆို block တုံးဖဲ့လိုက်တော့ block တုံးဖဲ့ပြီးတော့ဒီတိုင်းလေးပဲနိုင်သလောက်မညလုံးရှည်ကြီးကြောမတ်ခါရီမကင်ဝါနဲ့ဖြည်းဖြည်းလို့အကျင့်ရည်အတွက်များစရာမလိုဖြည်းဖြည်းချင်းလို့ဖြည်းဖြည်းချင်းလို့ကြာစုလင်းခန္ဓာကိုယ်အရှိရိမရိနဲ့ခန္ဓာကိုယ်အရှိမရိနဲ့ကြာရေးဟုတ်တယ်ကြီးဟုတ်ခြေထောက်ကလေးကိုပဲတာလေးမှာပြီးတော့
တစ်ဖက်မှာသွားထိတကယ်လို့ block တုံးနဲ့မရဘူးမြင့်နေရဆိုလို့ရှိရင် block တုံးဖယ်ရင်ဘက်ကလေးအရှိတတဲ့ပဲလဲမယ်နော်ခန္ဓာကိုယ်အရှိမကင်သွားစေနဲ့ကဲနောက်ဆုံးတစ်ခေါက်ခန္ဓာကိုယ်မလုံနဲ့မမျက်မှော်ကြီးလုံနေတယ်ခန္ဓာကိုယ်ကြီးလုံနေတယ်ခန္ဓာကိုယ်မလုံနဲ့မျက်မှော်ခန္ဓာကိုယ်မလုံနဲ့နိုင်တဲ့လောက်ပဲမှကျတို့ join တွေကိုလေ့ကျင့်နေโอเคရပြီဆိုရင်ဖြည်းချင်းနောက်တစ်ဖက်ပြန်ချိန်ရအောင်ဒီခါညာခြေတစ်လုံးလေးကိုရှေ့မှာ minus ပုံစံလေး minus ပုံစံလေးမရရင်တော့အတွင်းထဲကိုနည်းနည်းလေးပြီးရင်ဘယ်ပေါင်လေးကိုတင်ပါရဲ့ဘေးတက်တဲ့ကိုထားလိုက်ပေါင်ကိုတင်ပါရဲ့ဘေးတက်တဲ့ကိုပြီးရင်အနောက်ဒူးလေးကိုအရင်မြင်မြကွေးပြီးရင်ခုနလိုပဲ block တုံးလေးကိုအရှည်လိုက်ကလေးခြေတစ်လုံးနဲ့လက်သီးနှလုံးစာလောက်အဲ့ဒီခြေတော့မှားမဲ့နေရာကိုနည်းနည်းချိန်လိုက်နော်ခြေတော့မှားမဲ့နေရာရပြီဆိုလို့ရှိရင်လက်လေးရှိမှထိန်အရှိကိုပြန်တဲ့ထားဟုတ်ပြီမျက်လုံးလမ်းမကြည့်နဲ့တော့ကျွန်တော်အဲ့အနောက် block တုံးလမ်းမကြည့်နဲ့တော့အာယုံလေးနဲ့ပဲဖြည်းဖြည်းချင်းညက်အားလေးတွေနဲ့မှာပြီးတော့ရွှေ့ခန္ဓာကိုယ်အသက်နိုင်ဆုံးမလှုပ်စေနဲ့ဟုတ်ပြီဖြည်းဖြည်းဆက်လေ့ကျင့်တာမယ်အချိန်ရအတွက်များစရာမလိုအေးစံမလေးခန္ဓာကိုယ်နည်းနည်းထက်ညင်မဝါခန္ဓာကိုယ်ထက်ညင်ဖြည်းဖြည်းတွားဟုတ်ပြီမခိုင်မင်းကောင်းတယ်ဂျန်နယ်မကြီးလည်းအောင်နေပြီခန္ဓာကိုယ်မလှုပ်စေနဲ့မမြင်မတတောင်တတာဖြစ်မနေခန့်တယ်ဟလာလို့ရ join နေနည်းနည်းကြက်နေလို့ရနိုင်တယ်လောက်မှအမြင့်ကြီးမစင်းစားနဲ့အမြင့်ကြီးမှမယ်လို့မစင်းစားနဲ့အဓိကနံပါတ်1အရေးကြီးတာခန္ဓာကိုယ်ငြိမ်နံပါတ်1ပြီးမှခြေထောက်ကိုနိုင်တယ်လောက်ပဲရွှေ့မမျက်မှောခန္ဓာကိုယ်မလှုပ်စေနဲ့လှုပ်နေသေးတယ်ကဲရပြီဆိုရင်ကျွန်တော်ပြန်ရှော့နောက်ထပ်တစ်ခုတွားရအောင်โอเคဒီတစ်ခါဘယ်ဒူးကောင်းကိုထောက်မယ်နော်ညာခြေပွားအောက်တက်တက်မှာ block တုံးကိုနင်းမယ်ဒီလိုမျိုးနင်းတဲ့ခြေမှာ block တုံးကိုဒီလိုခြေပွားကိုဒီလိုထားပြီးတွေ့ရလားမသိဘူးဘယ်ဒူးထောက်မယ်ညာခြေကိုဘေးတက်တက်အဲ့ညာခြေနင်းတဲ့နေရာကဘယ်ဒူးကောင်းရဲ့ဘေးတက်တက်မှာရှိအောင်ထားညာခြေဘွားကဘယ်ဒူးကောင်းရဲ့ဘေးတက်တက်မှာနော်ဟုတ်ပြီရပြီဆိုရင်လက်ဖွားလေးရင်ဘတ်ရှိမှာပူခန္ဓာကိုယ်လေးတွေတက်တက်လေးလှည့်ထားလိုက်ရှေ့ကိုကဲရှူရအောင်ရှူထုတ်ရင်တင်ပါးလေးကိုအနောက်ခြေဖနောက်လေးစီကိုဖြည်းဖြည်းချင်းဆွဲထိုင်ချအဲ့ဒီချိန်မှာကျတို့ဒူးကောင်းကဘာမှမလုပ်ဘဲနဲ့အတွင်းထဲမှာပဲကြံခဲ့မယ်ညာဘက်ပေါင်ရင်းနေရာလေးမှာတင်အားလေးဝင်လိုက်မယ်နော်ပြန်ထလာမယ်ဒီပေါင်ရင်းမှာတင်အားဝင်မယ်ဒီပေါင်မှာညှစ်အားဝင်မယ်နောက်တစ်ခေါက်ရှုမယ်ထုတ်မယ်ဖြည်းဖြည်းချင်းအနောက်ကိုကွေးထိုင်ကြည့်ခန္ဓာကိုယ်ကအရှိလမ်းကြောင်းတက်တဲ့ပဲနေနော်ဘယ်ညာမဆောင်းပါစေနဲ့ပေါင်ညှစ်ပြီးပြန်ထလာမယ်ရှုမယ်ထုတ်မယ်ပြန်ထိုင်မယ်ဟုတ်ပြီအနောက်ထိအောက်နာကိုဆွဲထိုင်ဟုတ်ပြီပြန်ထလာမယ်ဒူးနာတန်ရဲ့နိပတ်လေးသုံးလို့ရနော်နောက်ထပ်နှစ်ခေါက်ရှုထုတ်အနောက်ကိုတက်ထိုင်မယ်ပြန်ထနောက်ဆုံးတစ်ခေါက်ရှုထုတ်အနောက်ကိုတက်ထိုင်โอเคပြန်ဆွဲထလာခဲ့ရပြီဆိုလို့ရှိရင်လက်လေးနှစ်ဖက်အောက်ဘက်ကိုချလိုက်မယ်ဟုတ်ပြီဘယ်လက်လေးညာလက်လေးမူးပေါ်ကိုစမ်းထုတ်ကြည့်အောင်ညာလက်မျက်လုံးလေးကအပေါ်လက်ဖြားလေးကိုလိုက်ကြည့်လိုက်ဟုတ်ပြီညာလက်လေးပြန်ချမယ်ရှုထုတ်ရင်ဘယ်လက်လေးပြန်ဆမ်းမယ်အဲ့ချိန်မှာကျွန်တော်ခန္ဓာကိုယ်ကလေညာပေါင်ဘက်ကိုဒီလိုလန်ပြီးမကတ်သွားစေနဲ့ညာပေါင်နဲ့ဝေးအောင်ခွာပြီးတော့အောက်ပခုံးကိုသွန်းပြီးဘယ်လက်ပြန်ချနောက်ထပ်တစ်စုံရှုထုတ်မယ်ညာလက်ဆမ်းရှုမယ်ညာလက်ပြန်ချရှုထုတ်မယ်ဘယ်လက်ဆမ်းကြောနဲ့ပေါင်နဲ့မကတ်သွားစေနဲ့နော်
ပိုင်းညင်အားသုံးဟုတ်ပြီဘယ်လက်လေးပြန်ချโอเคဒီကနေပြီးတော့မှညာဘက်ဒူးကောင်းကွေးတဲ့ဘက်စီကိုဖြေးချင်းကွေးပြီးတော့ဆွဲထိုင်ချလိုက်ဟုတ်ပြီပြီးရင်ပြန်ထားလာမယ်နောက်ထပ်နှစ်ခေါက်ဖြည်းဖြည်းချင်းညာဒူးထပ်ကွေးပြီးတော့ထိုင်မယ်ဖြည်းဖြည်းထိုင်နော်လက်လေးထိန်ပြန်ထားလာမယ်နောက်ဆုံးတစ်ခေါက်ဖြည်းဖြည်းချင်းကွေးထိုင်မယ်ပြန်ထားလာမယ်ကဲဒီကနေညာလက်ကလေးကိုညာဘလော့တုံးရဲ့အရှိနာမှာတော့ချလိုက်ပြီးရင်ခန္ဓာကိုယ်ကိုညာပေါင်နာကိုကပ်ပြီးတော့အပေါ်လက်မောင်းကိုနှစ်ရွက်ကပ်လိုက်ဟုတ်ပြီနော်ကပ်ပြီးရင်ရင်ဘတ်ကိုလှည့်ဖွင့်အောက်ကတိုက်ထားတဲ့ပေါင်လေးကိုလက်မောင်းလေးနဲ့အနောက်ဘက်ကိုသွန်းအပေါ်ဘက်ကရင်ဘတ်ကိုဖွင့်3 2 1ကဲအပေါ်လက်ကလေးကိုမိုးပေါ်ဆန်းထုတ်လိုက်မိုးပေါ်ဆန်းထုတ်ပြီးရင်တတောင်ကွေးပြီးတော့အနောက်ဘက်ကြောဘက်ကိုတွားမြင်များသွားပြီးရင်ဘယ်ညာလက်ကလေးကိုပေါင်အောင်အတွင်းနဲ့ဝင်ပြီးလက်လေးချိတ်လိုက်ရင်ဘတ်ကိုထပ်ဖွင့်ပြီးမျက်လုံးလေးအပေါ်ထပ်လန်းကြည့်ဟုတ်ပြီတောင့်ထားပေါင်လေးတွေနဲ့ရင်ဘတ်ကိုလှည့်ဖွင့်3မျက်မွန်ရင်ဘတ်ပခုံးထပ်ဖွင့်အပေါ်ပခုံးထပ်ဖွင့်လှည့်ဖွင့်2ဟုတ်ပြီမြင်များဖွင့်1ရပြီလက်လေးပြန်ဖြုတ်နောက်တစ်ဖက်ပြန်ချိန်အောင်ဒီခါညာဒူးထောက်မယ်ဘယ်ခြေအောက်မှာဘလော့တုံးလေးထားလိုက်မယ်ဘယ်ခြေအောက်မှာဘလော့တုံးလေးထားလိုက်ဟုတ်ပြီညာဒူးအောက်မှာဒူးနာရင်ငါတို့ block နီးပတ်လေးတွေခံနော်ရပြီဆိုရင်လက်ဖွာလေးရင်ဘတ်ရှေ့โอเคဟုတ်ပြီညာပေါင်တက်တဲ့လေးခြေပွားနဲ့ဒူးကောင်းနဲ့တဒန်းနဲ့ဘယ်ဒူး90ရှုမယ်ထုတ်မယ်တင်မအနောက်ကိုဆွဲထိုင်အဲ့ချိန်မှာဘယ်ဘက်ပေါင်အရင် join လေးကတင်အားလေးနည်းနည်းဝင်လာမယ်ညာပေါင်ညှစ်ပြီးပြန်ထားတယ်ရှုမယ်ထုတ်မယ်ပြန်ထိုင်တယ်အောင်ညစ်ပြီးပြန်ထမယ်ရှုမယ်ထုတ်မယ်အောက်နာထိဆွဲထိုင်သွားရရင်ခါလေးလည်းအရှိကိုကင်နော်ပြန်ထမယ်နောက်ထပ်တစ်ခေါက်ဆွဲထိုင်မယ်ပြန်ထမယ်နောက်ဆုံးတစ်ခေါက်ဆွဲထိုင်မယ်ဟုတ်ပြီပြန်ထမယ်ကဲရပြီဆိုရင်လက်လေးနှစ်ဖက်ရှိမှသွားချဘယ်လက်လေးမိုးပေါ်ဆန်းရအောင်ရှုထုတ်ရှုမယ်ဘယ်လက်လေးပြန်ချရှုထုတ်မယ်ညာလက်လေးမိုးပေါ်ဆန့်နိုင်တဲ့လောက်ပဲဆန့်မိုးပေါ်ထိဆန့်နိုင်မှာမဟုတ်ဘူးခြေတို့အဲ့ဘက်လက်ကလေကြည့်ကြည့်လိုက်မိုးပေါ်ထိဆန့်သွားရင်ဘယ်လိုဖြစ်မလဲဆိုကြောကအနောက်ကိုတေချာပေါက်လန်သွားလိမ့်မယ်အဲ့ဆိုတော့ဒီညာဘက်လက်ကိုကြတော့ခြေတို့နိုင်တဲ့လောက်ပဲဆန့်ဘေးနားလေးကိုပဲရောက်နေမှာမိုးပေါ်ထိလုံးဝမရောက်ဘူးညာလက်ပြန်ချရှုထုတ်မယ်ဘယ်လက်ဆန့်ဘယ်လက်ကတော့မိုးပေါ်ထိရောက်တယ်ဘယ်လက်ပြန်ချညာလက်နိုင်တဲ့လောက်ပဲဆန့်ခန္ဓာကိုယ်ကအဲ့မှာပဲနေအလယ်မှာပဲနေမတ်တစ်နီအနောက်ရိမ်သွားမှာလွဲနေခန္ဓာကိုယ်ပေါင်ပန်းမကတ်သွားနဲ့ကျိုးပေါင်ပန်းမကတ်သွားဟုတ်ပြီအဲ့လက်လေးပြန်ချမယ်ကဲဒီကနေဘယ်ဒူးကောင်းလေးကိုထပ်ကွေးပြီးတော့ဖြည်းဖြည်းချင်းဆွဲထိုင်ချတင်မားလေးတာလေးပြန်ကြွနောက်ထပ်နှစ်ခေါက်ဖြည်းချင်းဆွဲထိုင်မယ်ပြန်ထားမယ်နောက်ဆုံးတစ်ခေါက်ဖြည်းချင်းဆွဲထိုင်မယ်ပြန်ထားမယ်ကဲဒီကနေပြီးတော့ဘယ်လက်ကလေးကို block တုံးအတွင်းထဲမှာကတ်ချအပေါ်လက်မောင်းလေးကိုနှစ်ရွက်ကတ်ပြီးတော့ရင်ဘက်ကလေးကိုဆွဲဖွင့်တာ4 3 2အောက်ပေါင်လေးကိုအနောက်သွန်းထားเนาะလက်မောင်းလေးနဲ့တေချာတိုက်ပြီးအပေါ်တောင်လေးတေချာဆန့်ကြည့်အောင်တေချာဆန့်လိုက်အပေါ်တောင်လက်မောင်းနဲ့ရွက်တေချာကတ်တေချာဖွင့်ရင်ဘတ်တွေလှည့်ဖွင့်ကဲဒီကနေအပေါ်လက်ကလေးကိုမိုးပေါ်တသေးဆန့်လိုက်မိုးပေါ်တောင်ကွေးပြီးကြောအနောက်ကိုတွားဟုတ်ပြီဘယ်လက်ကလေးကိုပေါင်အတွင်းထဲကိုအများကြီးဝင်ပြီးတော့ချိတ်လိုက်တော့ကြောနဲ့ပေါင်နဲ့ကတ်ထားပြီးရင်အပေါ်ပခုံးကိုထပ်လန်ပြီးတော့မှလဲဖွင့်မျက်လုံးလေးအပေါ်နိုင်ရမျက်နှာချက်ကြည့်ဟုတ်တယ်လန်ပြီးလဲဖွင့်ပေါင်ကိုအနောက်ကိုမြင်းများသွန်းအဲ့ပေါင်ကိုလည်းညှစ်ထားကြောနဲ့ပေါင်ကိုအနောက်ကိုအများကြီးသွန်းထုတ်ပလိုက်ပြီးရင်အဲ့ပေါင်ကိုလည်းညှစ်ထား3မဝေထပ်ဖွင့်ထပ်အားထဲပါအောင်ထပ်ဖွင့်ဟုတ်တယ်အဲ့လိုထပ်ဖွင့်အများကြီးရရထပ်ဖွင့်2ဖွင့်အဆုံးထိဖွင့်
1ရပြီဖြည့်ချင်းပြန် short ဟုတ်ပြီအဲ့လောက်ထိမျိုးအားမထည့်တာကျွန်တော်တို့ဒီပေါက်မှာအားတွေမဝင်တော့ဘူးလေနောက်ဘက်ထိဖွင့်ရမှာ okay နောက်ထပ်တစ်ခုဟုတ်ပြီဒီခါ plot တုံးလေးခဏဖယ်လိုက်အောင်နော် flow လေးနည်းနည်းလေးသွားလိုက်အောင်ဖြာထိတ်လေးမှာမတက်လေးရက်ဖြာထိတ်လေးမှာမတက်လေးရက် okay လက်လေးနှစ်ဖက်သွားပိုက်မယ်ညာလက်အပေါ်ဘယ်လက်အောက်ပိုက်လိုက်ခန္ဓာကိုယ်လေးကိုပြန်ပြီးတော့ပိုက်လိုက်တဲ့အချိန်မှာအဲ့ပခုံးရဲ့အပေါ်ကိုမကိုင်းနဲ့ပခုံးရဲ့ဘေးတစ်ဖက်တစ်ချက်နဲ့ကိုယ်ခန္ဓာကိုယ်ပြန်ဖတ်ထားတယ်လို့ဘေးကနေဖတ်ပခုံးအပေါ်မတွားနဲ့နော်ဟုတ်ပြီပိုက်ထားလို့စိုးသွားပြီဆိုရင်လက်ချောင်းလေးတွေကိုပဲအသာလေးလွတ်ပြီးတော့လက်ကလေးကိုလိမ့်လိုက် eagle hand ပုံစံလေးအရှိရက်တွေကချိတ်ခဲ့တယ်နော်အဲ့ချိန်မှာကျတော့ပို့ပြီးတော့လက်ကလေးကကြက်ကြက်ကလေးပိုက်နိုင်သွားလိမ့်မယ်ကဲဒီခါညာခြေလေးအနောက်ကိုနိုင်တဲ့သူကအကျယ်ကြီးတလန်းလန်းမနိုင်တဲ့သူကနိုင်တယ်လို့ဟုတ်ပြီအဲ့မှာတေချာပေါက်ကျတော့နောက်ခြေမယ်မချထားနဲ့โอเคရပြီဆိုလို့ရှိရင်ရှေ့ပေါင်လေးကိုညှစ်ပြီးတော့မှထဲမှာလာပြီးတော့တထောင်လေးနဲ့လာထိကြည့်မယ်9ခါတွားမယ်အနောက်ကိုဝေးဝေးလေးပြန်ပို့ထိမ့်ပြီးတွားနော်ခဏလေးမလောနဲ့နော်ပြန်ဆွဲယူလာမယ်ထိမယ်မလောနဲ့နော်အနောက်ကိုဝေးဝေးလေးပြန်ပို့မလောနဲ့ပြန်ဆွဲယူလာမယ်ခဏထိန်ထားဘလန်ချက်ချင်းမချနဲ့အနောက်ကိုဝေးဝေးလေးပြန်ပို့3ခေါက်ပြန်ဆွဲယူလာမယ်ထိအနောက်ကိုဝေးဝေးလေးပြန်ပို့နောက်ဆုံးတစ်ခေါက်ပြန်ဆွဲယူလာမယ်ထိအနောက်ကိုဝေးဝေးလေးပို့ပြီးတော့လက်လေးဖြုတ်ပြီးတော့ဖြာလေးပေါ့ချโอเคရပြီဆိုရင်ခြေထောက်ကလေးတွေနေရာတစ်ချက်ပြန်ချိန်လိုက် adjust လုပ်ညာလက်ကလေးကိုခြံခဲ့ဘယ်လက်လေးလွတ်ပြီးမိုးပေါ်ကိုဆက်ရှုထုတ်ဟုတ်ပြီရပြီဆိုရင်အဲ့ဒီဘယ်လက်ကိုအရှေ့ဘက်ကိုပြန်ဆန်ပြီးတော့မှကျတို့နောက်ခြေလေးကိုအရှေ့ကိုမှားယူလာရင်ဘယ်တောင်လေးနဲ့လာထိမယ်ယူခဲ့ဘယ်တောင်ထိဟုတ်ပြီအနောက်ကိုဝေးဝေးပြန်ပို့မယ်ဘယ်လက်အရှေ့ပြန်ဆန်မယ်ကဲ9ကောက်အနောက်ခြေပြန်ယူလာမယ်ဘယ်တောင်လေးနဲ့ထိမမေဖြူရလားလောက်ကြည့်ပါအောင်အနောက်ကိုဝေးဝေးပြန်ပို့ဘယ်လက်လေးပြန်ဆန်ဟုတ်ပြီနောက်တစ်ခေါက်အရှိကိုလာဘယ်တောင်လေးနဲ့ထိဘယ်တောင်ညာတူးဘယ်တောင်ညာတူးနောက်ကိုပြန်သွားဘယ်လက်အရှိပြန်ဆန်ဟုတ်ပြီဒီမှာကြည့်တစ်ချက်ကြည့်ပါအောင်လှုပ်လို့မရနေတဲ့သူတွေလှုပ်လို့မရတဲ့သူကျတို့အနောက်ခြေကိုမလွတ်နဲ့တော့အရှိကိုလာဒီမှာနင်းတောင်နဲ့ထိဟုတ်ပြီလားပြီးရင်အနောက်ကိုပြန်ဆုပ်လက်ကိုအရှိပြန်ထုတ်နော်ရတဲ့သူတွေကကျတို့နောက်ခြေကိုအလွတ်ပဲထိမယ်ပြန်သွားမယ်ကဲနောက်ဆုံး9ခေါက်မြောက်မှာဘာလုပ်မလဲဆိုရင်ထိထားတဲ့အတိုင်းဘယ်ဒူးကိုတင်မကိုအနှိမ့်အမြင့်1 2 3 4 5 bounce လုပ်ပြီးအနောက်ကိုပြန်ပို့လိုက်ဟုတ်ပြီနော်ကဲနောက်ထပ်2ခေါက်လောက်ပဲထပ်သွားလိုက်အောင်ကဲလာမယ်ခုနဘက်ပဲနော်1 2 3လာနောက်ခြေဘယ်တောင်လေးနဲ့ထိကဲတစ်ချက်ခုနပြတယ်လို့ပဲလေမမေ့ဖြူလာရှေ့ကိုလာမနိုင်ရင်အေးဟုတ်ပြီအဲ့လိုတာပြန်ဆက်မယ်ရှေ့နောက်ကဲနောက်ဆုံးတစ်ခေါက်ရှေ့ကိုလာထိပြီးထိန်းတာကဲခြေထောက်လွတ်ထားတဲ့လူတွေကအပေါ်အောက်တင်ပါလေးကိုလှုပ်မယ်1 2အပေါ်အောက်3 4 5 good နောက်ခြေလေးနောက်ကိုပြန်ပို့ဟုတ်ပြီဒီကနေကျတို့ဘယ်ခြေလေးပါအနောက်သိမ်းပြီးတော့ down dot ပုံစံလေးကိုပြန်ပြဒူးကောင်းလေးတွေတစ်ဖက်ကွေးတစ်ဖက်ဆန့်လေးလုပ်ပေးရင်းနဲ့တကောက်ကွေးအနောက်ဘက်နေရာလေးတွေ stretch လုပ်ထားမယ် okay ဒီကနေဒူးကောင်းလေးကိုပြန်ဆန်ထုတ်ပခုံးလေးတွေမြင်များသွန်းလေလေးရှူရအောင်ရှည်ရှည်လေးရှူထုတ်ရင်အားထည့်ပြီးသွန်းထားတယ်ခန္ဓာကိုယ်နှစ်ပိုင်းပိုက်လိုက်အပေါ်ပိုင်းကျတော့ပခုံးနဲ့ကြောတွေကိုသွန်းထားတယ်အောက်ပိုင်းကကျတော့ဒူးကောင်းတွေကိုမနိုင်ရင်နည်းနည်းကွေးနိုင်ရင်ဆန့်ပေါ့နော်တင်ပါးကိုသွန်းခြေဖနောက်ကိုဖိထားတယ်နောက်တစ်ခေါက်လေကိုရှေ့ရှူရင်အားထည့်မယ်အပေါ်ပိုင်းရောအောက်ပိုင်းရောတစ်ခါကျရင်ကျတော့အောက်ပိုင်းဒီမှာအားထည့်ရကြံနေခဲ့တတ်တယ်ခြေထောက်တွေပါအားထည့်တင်ပါးတွေပါအားထည့်
နောက်ဆုံးတစ်ခေါက်လေးရှူထုတ်ပြီးအားထဲ3 2 1ချောက်လေးရှူကိုလမ်းလျှောက်လာခဲ့လက်နှစ်ခုရဲ့အလယ်ရောက်ပြီဆိုရင်ကြော်ရိုးလေးတစ်စစ်စီနဲ့မတ်တက်လေးပြန်ထနောက်တစ်ချမ်းလေ့ကျင့်အောင်နော်ဒီကဘယ်လက်အပေါ်ညာလက်အောက်ခန္ဓာကိုယ်လေးကိုပြန်ပိုက်ထားလက်ချောင်းလေးအနောက်ဆုပ်သွားပြီးတော့ရပြီဆိုရင်လက်ချောင်းလေးလွတ်ပြီးတော့လက်ကလေးကိုလိမ်လိုက်မယ်โอเคဒီကဘယ်ခြေအနောက်ဘက်ကိုပို့လိုက်နိုင်တဲ့သူကဝေးပို့ high lunge ကိုကျတို့နောက်ခြေဖက်နောက်ပြပြင်မှားထားပြီးတော့ရှေ့တူလေးကလည်းတေချာကွေးထားတဲ့အနေထား April ရှေ့တူလေးထပ်ကွေးနောက်ခြေအနောက်ထပ်ဆုပ်ကဲပေါင်ညက်မယ်ရှူမယ်ထုတ်မယ် control မှားလာခဲ့ T အနောက်ကိုဝေးလေးပြန်သွားကြောလေးကိုပြန်မှတ်1ပြန်လာ T အနောက်ကိုဝေးပို့နောက်ခြေဖနောက်တေချာမှားတာကြောလေးပြန်မှတ်2ပြန်လာ T နောက်ခြေအနောက်ဝေးတွားကြောလေးပြန်မှတ်3ပေါင်လေးတော့နဲ့အားထည့်ရမယ်နော်အရှိကိုပြန်လာ T အနောက်ကိုဝေးသွားကြောလေးမှတ်4နောက်ဆုံးတစ်ခေါက် T အနောက်ကိုဝေးတွားကြောလေးမှတ်5လက်လေးနှစ်ဖက်အောက်ဘက်ကိုတွားချနောက်ဒူးမထားကဲလက်ချမယ်ဘယ်လက်ကလေးကိုခြံခဲ့ညာလက်လွတ်ပြီးမိုးပေါ်ဆန့်ထုတ်လိုက်ဟုတ်ပြီနောက်ဒူးဆန့်ထားမယ်တခြားနောက်ဒူးမကွေးနဲ့တင်မလေးကိုအရင်မနှိမ်သွားစေနဲ့ရှေ့ပေါင်ညက်ထား3 2 1ညာလက်ကလေးကိုအရှိပို့ကဲဒူးနဲ့တတောင်နဲ့ထိအောင်ကျတော့ခုနဟာလေးလာမယ်ဘယ်ဒူးညာတတောင်ထိအနောက်ကိုပြန်ဆက်ညာလက်အရှိသွား9ခါလာမယ်မဝင်မလှုပ်ထားထိဟုတ်ပြီနောက်ဘက်ကိုပြန်သွားပေါင်ညောင်းတာသိတယ်ကြိုးစားလို့ဒူးတတောင်ထိဒါပြင်တန်လာလိမ့်မယ်ပေါင်လေးကြွက်တာအားမရှိလို့ညောင်းတာအဲ့ဒါပြန်သွားဟုတ်ပြီမမျက်မှောင် control ထိမယ်ထိမ့်ပြီလားအနောက်ဘက်ကိုပြန်သွားကဲဒီခါထိပြီးထိန်းထားရအောင်အားလုံးတူမနိုင်ရင်အဲ့မှာခဏနေနိုင်တဲ့သူတင်မားလေးကိုအပေါ်အောက်ညာပေါင်မှာအားတွေဝင်နေမယ်5 4 3 2 1ပြန်ရှော့ရပြီချောထိုင်မပြောလဲထိုင်နေပြီဆိုတော့ထိုင်လိုက်တော့ပေါင်နေ okay ချောက်လေးပြန်ရှော့မနော်ဒူးလေးကွေးထားမယ်ချောက်လေးကွေးထားမယ်လက်လေးနှစ်ဖက်အနောက်မှာချထားမယ်ကဲဒူးနှစ်ဖက်ကိုညာဘက်ကိုဖြည်းဖြည်းချင်းဆောင်းချနောက်တစ်ဖက်ဒူးနှစ်ဖက်ကိုဘယ်ဘက်ကိုဖြည်းဖြည်းချင်းဆောင်းချအောက်ပြီးနောက်ထပ်တစ်စုံဘယ်ဘက်ကိုဖြည်းဖြည်းချင်းဆောင်းချပြန်လာမယ်ညာဘက်ကိုဖြည်းချင်းဆောင်းချโอเคခြေထောက်လေးစမ်းထုတ်ရအောင်ခြေချောင်းလေးတွေကော့ထားတင်မလေးအနောက်ကိုနည်းနည်းလေးယိမ်းလိုက်ပြီးရင်ခန္ဓာကိုယ်လေးအရှိကိုဖြည်းချင်းကိုချမယ်ရှုထုတ်တင်းရဲ့ကြောလေးတွေပြန်ပြီး stretch လုပ်ထားတောင်းလိုက်ပြန်ဆွဲဆန်းလိုက်နေပေါ့ကြွက်သားတွေကအားလည်းရှိရမယ်ပြော့လည်းပြော့ပြောင်းရမယ် flexible လည်းဖြစ်ရမယ်9တလောက်ကွီ6 5ချိုးယူလေးတွေစမ်းထုတ်နေလို့စဉ်းစားမယ်4 3 2 1ပြန်မှတ်လာရအောင်ကဲနောက်ဆုံးတစ်ခုဒါလေးကကြောင့် plot တုံးယူပြီးတော့ဒီမှာကြီးခြေထောက်ကလေးကိုတီလိုထားမယ် plot တုံးရဲ့plot တုံးရဲ့အလယ်မှာဒူးကောင်းရိုးညက်လိုက်နော်ဒီဘက်မှာနည်းနည်းလေးထွက်နေဟုတ်ပြီညက်ကြည့်အောင် plot တုံးရဲ့အလယ်လောက်နာကိုဒူးကောင်းရိုးကိုမိအောင်ညက်လိုက်ရနော်ဟုတ်ပြီခြေချောင်းလေးကိုကြတော့ဒူးကောင်းရဲ့အပေါ်နာကိုနည်းနည်းလေးမတိမတာလေးပဲเนาะအရင်မမြင့်နဲ့နည်းနည်းမြင့်ထားတယ်ပြီးရင်ခြေဦးတွေကိုအရှိဘက်ကို point လုပ်ထားတယ်ဟုတ်ပြီအဲ့နေထားလေးအရင်နေမယ်ပြီးရင်နောက်တစ်ခုကပေါင်ရဲ့အပေါ်တက်တက်မှာဒူးကောင်းရှိရမယ်ဘိုင်းနဲ့ပေါင်နဲ့အရင်မကတ်နဲ့ကြာဆိုလဲ
ခြေဦးကိုအရှိကို point လို့ခြေဦးအရှိခြေချောင်းမိုးပေါ်မဟုတ်ဟုတ်တယ်မမျက်မှော်အရှိခြေချောင်းအရှိဟုတ်ပြီအဲ့တိုင်းပဲနော်ခြေချောင်းမပြောင်းနဲ့နော်ကဲဟုတ်ပြီကဲဒူဘောဘလော့တုံးလေးကိုညှစ်ထားအားထည့်ပြီးတော့မနီလာကျော်ဒူကြီးမဆန့်သွားနဲ့ခြေထောက်ကိုငိမ့်ငိမ့်နေဘလော့တုံးကိုပဲညှစ်မှာကျန်တာတွေဘာမှမလုပ်နဲ့တီချက်ခုနပြင်ထားပြီးတဲ့အတိုင်းခြေထောက်ကိုမှန်အောင်နေမနီလာကျော်ခြေထောက်လေးနည်းနည်းထပ်တင်ခြေတလုံးကိုမနီလာကျော်ခြေတလုံးကိုအမရဲ့ခြေတလုံးကိုအပေါ်မအောင်နည်းနည်းဟုတ်ပြီခြေဦးကိုအရှိကို point လုပ်ပြီးဘိုင်းနဲ့ပေါင်နဲ့နည်းနည်းဝေးထားဒူးကအတွင်းဘက်ကိုမတွားနဲ့ဟုတ်ပြီညှစ်ထားတော့အဲ့မှာပဲမပြောင်းနဲ့တော့နော်ဘလော့တုံးကိုညှစ်ထားနော်ကဲညှစ်ထားတဲ့အတိုင်းခြေထောက်နှစ်ဖက်ကိုဘယ်ညာလေးဖြည်းဖြည်းချင်းကားလာခဲ့ခြေထောက်မချနဲ့မမေ့ဖြူခြေပြန်ပြင်ပေးနေရမယ်တကြောက်ပြီးတယောက်တကွက်စီပြီးရင်ဘလော့တုံးကိုပြန်ညှစ်ထားခြေထောက်ကိုချဲနိုင်တဲ့လောက်ချဲမဝေခြေထောက်ကိုချဲနိုင်တဲ့လောက်ချဲပြီးရင်ဘလော့တုံးညှစ်ထားအဲ့ဒါပဲလုံးကျန်တာဘာမလုံးနဲ့ပြန်ပြင်မေးနေရမယ်တယောက်စီနားထောင်တေချာနားထောင်အကုန်ဘလော့တုံးပဲညှစ်မမျက်မွန်ရေးခြေထောက်ကိုချဲထားတဲ့အတိုင်းပဲနေမလုံနဲ့ခြေထောက်ကိုမလုံနဲ့တော့ချဲထားပြီးရင်ပြန်မကျင်းနဲ့ရောလေခြေထောက်ကိုချဲထားမမျက်မွန်ခြေထောက်ကိုချဲထားပြန်မကျင်းနဲ့တော့ခြေထောက်ကိုဒူးကောင်းကိုပဲဘလော့တုံးညှစ်ဟုတ်ပြီကဲခြေထောက်ကလေးကိုဖြည်းဖြည်းချင်းပြန်ကျင်းလာမယ်ခုနနေရာထိပြီးရင်ဘလော့တုံးကိုပဲညှစ်ကျန်တာဘာမှမပြောင်းနဲ့ညှစ်ထားအားထဲညှစ်ထားမနှစုပေါင်ကိုဘိုက်ဘက်ကိုနည်းနည်းခွာမယ်ဟုတ်ပြီကဲဒီကနေခြေထောက်ကလေးကိုဘယ်ညာဖြည်းဖြည်းချင်းပြန်ကားလာမယ်ဖြည်းဖြည်းကားနော်ကားပြီးရင်ပြန်မပူးနဲ့တော့အဲ့မှာပဲနေဒူးကောင်းကဘလော့တုံးကိုထညစ်မပိုပေါင်နဲ့ဘိုင်းနဲ့နည်းနည်းလေးထပ်ခွာဟုတ်ပြီပေါင်နဲ့ဘိုင်းနဲ့နည်းနည်းထပ်ခွာဟုတ်ပြီညှစ်ထားဘလော့တုံး3 2 1ရပြီ shot ချခဏလေးပြန်ဖြီးမယ်ညာခြေဆန့်ဘယ်ခြေကွေးလေးရှူထုတ်ခါအောက်ပိုင်းကိုညာဘက်ကိုဆောင်းညာလက်ကလေးနဲ့ဖိထားမျက်လုံးလေးဘယ်လက်ဖြားလေးကိုကြည့်ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကိုဘယ်ဘက်ကိုဖိအောက်ပိုင်းတစ်ခုလုံးကိုညာဘက်ကိုဖိရှူထုတ်ပြီးစိတ်ကလေးရှော့မယ်ကဲနောက်တစ်ဖက်ဘယ်ခြေဆန့်ညာခြေကွေးလေးရှူထုတ်ဒူးကောင်းလေးကိုတစ်ဖက်ကိုဖိဘယ်လက်လေးနဲ့ဖိမျက်လုံးလေးညာဘက်လက်ဖြားလေးကိုကြည့်ရှူထုတ်ရင်လည်းစိတ်လေးရှူ3 2 1 okay ပြန်လာရအောင်ကဲအိမ်စာရောလှုပ်ဖြစ်လားမသိပါဘူးမနေ့ကတင်တာတိတ်